ဆရာပြောလို့ရွာရောက်ပါမလား ငါတို့ခီးဆက်လာတာလမ်းတစ်ဝက်တောင်ရောက်နေပြီခီးဆိုရင်တော့ရွာအတွင်းမှာပေါ့ ခီးကနေမြန်ဆုံးမဆရာရေဟိုကျုပ်ဘက်ကဒီမှာဒီပြဿနာတက်နိုင်လေက တောထဲမှာတော့ရောက်နေပြီပဲထမ်းမြင်မင်းကိစ္စအဆင်ပြေလို့ရှင်းလို့မရဘူး ဟာဆရာရေကျုပ်ဘလောက်ဒီအတန်းကြိုက်လဲဆိုတာဆရာလေးသိရသားနဲ့ဗျာ ကဲအဲ့ဒါတော့မင်းကြောင်းနေမယ်နော်ချိန်လည်းတိတ်မရှိတော့ငါတို့ခီးဆက်ကြအောင် ခေါ်ပြီဘာဖြစ်လို့လဲဆရာ ဒီနေရာကအနံ့တက်မကောင်းဘူးခေါ့ ဆရာလိုက်တယ်ဗျာခင်ဗျားလေဆရာ ဒီကအကိုလေးတို့ဘယ်ကိုခီးဆက်ကြမှာလဲဗျ ကျုပ်ကသမားတော်တယောက်ပါသမားတော်ဆိုတော့စေကူကိုတခီးဆက်ရတာပေါ့ ဩဒါနဲ့ကိုဒီကတော့ဘက်မှာအိတ်တာရှိလားဗျာ ဟိုနားလေးမှာတော့အကိုတဲနဲ့အိမ်သာရှိတယ်ညီ ဆရာအဲ့ဆိုလည်းကျွန်တော်ကိစ္စသွားရှင်းလိုက်အောင်မယ် ပြပါ ဒါနဲ့ဆရာတို့ဘယ်ရွာကိုခီးဆက်ကြမှာလဲဗျ ကျုပ်ကကျုံနှမ်းရွာခီးဆက်မှာပါ ဗျာကျုံနှမ်းရွာ ဒီအကူကကျုံနှမ်းရွာသိတာလား အဲ့တိရပါဗျာအဲ့ရွာကနာမည်ဆိုးနဲ့နာမည်ကြီးတယ်လို့ပညာသည်တွေကလည်းပေါ်ရဲဗျသူတစ်ဖြင့်ဆရာတို့လိုစေးလာကုတဲ့တမားတော်တွေကပဲတက်ဆိုးမရှိကြတာညားတယ်ဗျအဲ့ရွာမသွားပဲနဲ့လာရလန်းတိုင်ပြန်လက်သွားမယ်ဆိုရင်ပိုကောင်းလိမ့်မယ်ကျုပ်သတိပေးပြရစီ လူဆိုတာတည်တနေ့မွေးတနေ့ပါအဲ့ဒီရွာကဘလောက်ပဲနာမည်ဆိုးနဲ့ကြော်ကြားနေပါစေလူတယောက်ရဲ့အသက်ကိုကယ်လို့တက်ဆိုးမရှိဘူးဆိုရင်အဲ့ဒီတက်ဆိုးမရှိတဲ့အရာကျုပ်ရရကြီးလက်ခံရပါတယ်ဒီကအကူကသာကိုလုံးရမယ့်အလုပ်ကိုသာအာရုံစိုက်ပါ ကျုပ်ကစေတနာနဲ့သတိပေးတာပါဆရာတော်ညီနဲ့သွားပါကျုပ်ကတော့ဝါခုတ်ဆရာရှိလို့သူသွားလိုက်မယ်ဗျာ ကောင်းပါပြီ ဟိုခုမှပဲနေတာထဲလာပြီတော့နော်နားလာတာဘယ်လမ်းကိုလာလားဒီဟောဒီရောက်ပြီနော် ဟာထဲမြက်တယောက်ကတော့ကွာသူ့ကိစ္စမပြီးသေးလားမသိအချိန်ကတိတ်မရှိပါဘူးဆိုဘယ်တွေရောက်လို့ဘယ်တွေပေါက်နေတယ် ဘယ်သူတို့ဟဲ့လူဟာခိုးလို့နေမလားကြည့်ဆရာပြန်ပြောကြ ဆရာဟဲ့မင်းအလိုရင်းနဲ့ဘာဖြစ်လဲဆရာကြီးတော့ဟိုနားမှာလူပြောသတိလိနေရလားပင်နေရလားမသိဆရာကြီး
ဟာတူတူချင်းဆက်ပြီးကျွန်တော်ပြေးလာတာပဲ ဟာအဲ့ဒါတွားကြည့်ရအောင်ဒီပြောရတည်လေးလား ဟုတ်ဆရာဒီလိုပဲ တေချာကြည့် ဟာဆရာဒါခုနကျွန်တော်တို့တွေ့လိုက်တဲ့အကူမလားဘလို့ဒီထဲမှာလင်းနေရလဲဆရာပြီးတော့ဆရာနဲ့တူရှိနေတဲ့ကူအောင် ဘာလို့ဒီနေရာကိုအခြေချကြတဲ့ကပုံမှန်မဟုတ်ဆိုတာငါတတိထားမယ် ဆရာ ခုနကတွေ့တဲ့အကူကလေဘာလို့ပုတ်ထွက်ခြင်းလဲလူသားတရားမဟုတ် ငါလူသားမဟုတ်ဆရာအဲ့ဆိုအဲ့အကူကဘာလုပ်လဲ ထားလိုက်တော့ထက်မြင်ဘာလို့မှအချိန်သိမ့်မရှိဒီလူကိုဘေးကင်းတဲ့နေရာတည်သွားကြအောင် အကောင်း